အထူးသဖြင့်နံပါတ်အရေးကြီးဆုံးပြောချင်တာကတော့ကိုယ့်ရဲ့ denominational bias မပါဘဲနဲ့တော့ sharing လုပ်ပေးတဲ့နဲ့ပြုစုပြုထောင်ပေးတဲ့နဲ့ဆိုတာပြောချင်တယ်ဆရာမဒီ diaspora Christian တွေကိုအခြေပြုပြီးမှ mission field တခုအနေနဲ့ဒီအမှုတော်ဆောင်လာကြတာလည်းတွေ့ရတယ်ဥပမာအထူးသဖြင့်မြန်မာနိုင်ငံကနေနိုင်ငံခြားကိုသွားပြီးမှအမှုတော်ဆောင်တာတွေပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်ဆိုတော့အသင်းတော်အသစ်တွေလည်းတည်ထောင်လာကြတယ်ဆိုတော့ဒီတကယ်တော့မြန်မာနိုင်ငံကနေလာတဲ့လူတွေထဲမှာအသင်းတော် background ပေါင်းစုံပါတယ်ဆိုတော့ယုံကြည်ပြီးသားလူတွေလေနော် background ပေါင်းစုံပါတယ်ဒီလိုလူတွေကိုစုစည်းပြီးမှနိုင်ငံတကာကိုသွားရောက်ပြီးမှဒီအမှုတော်ဆောင်တဲ့သူတွေကကျမ်းစာနဲ့အညီဝိညာဉ်ရေးရာကိုဥဆောင်ဖို့ဟိုဘယ်လိုဥဆောင်တဲ့နယ်လို့ဆရာမြင်လဲအဲ့ဒီမှာတင် background တအားစုံသွားတော့လေဒါမဲ့ဒီလာပြီးသာသနာပြုတဲ့ဆရာကကြတော့သူ့ရဲ့ church အနေနဲ့သူက create လုပ်လိုက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ဆိုတော့အဲ့လိုအခြေအနေတွေမှာဘယ်လိုဝိညာဉ်ရေးရာပိုင်းဥဆောင်တင်တယ်လို့မြင်တယ်ဒါကြတော့ဆရာတွေအတွက်အကြံပြုချက်လို့တော့ဖြစ်သွားမှာပေါ့နော်ဟုတ်ကောင်းတယ်ကျွန်တော်ဒါကအရင်လဲကြီးရဲ့မိကွန်းပေါ့နော်ဆရာတွေကိုတောင်းမှကျွန်တော်ကအကြံပြန်ပေးရတဲ့ပုံစံမျိုးဆိုတော့တရားကကြိုပြီးတော့ဝန်ခံချင်တာအပြည့်ဝလဲမှန်ချင်မှမှန်လိမ့်မယ်အပြည့်ဝလဲအားလုံးအတွက်လဲခြုံငုံနိုင်ချင်မှခြုံငုံနိုင်လိမ့်မယ်ဒါအဲ့ဒီတော့ဖြည့်ဆွတ်ဆရာရှိရင်လဲအားလုံးကို welcome လုပ်လို့ရမယ်မိကွန်းပေါ့နော်ဆိုတော့ကျွန်တော်တို့ကသာသနာပြုတွေမှာသတိထားရမယ့်အရာကဧဝံဂေလိတရားဝင်ငါရင်းနဲ့ကိုယ့်ရဲ့ခါချာပါမိတ်ဆက်တယ်လို့ဖြစ်သွားတတ်တယ်ပေါ့နော်ကိုယ့်ရဲ့ခါချာလို့ပြောတဲ့အခါမှာချင်းသာသနာပြုဆရာကချင်းခါချာလဲမိတ်ဆက်တယ်လို့ဖြစ်သွားတတ်တယ်ဥပမာဗျာမြန်မာနိုင်ငံမှာသာသနာပြုတွေလာတဲ့အခါမှာသူတို့ကမေတ္တာနဲ့ခရစ်တော်ကြောင့်မိတ်ဆက်ပေးခဲ့တာရှိသလိုတစ်ဖက်မှာလည်း chat tradition ကိုသူတို့ဟာတွေပဲမိတ်ဆက်ပေးခဲ့တယ်လို့ဖြစ်သွားသူတို့ခါချာကိုမိတ်ဆက်တယ်လို့တော့ဖြစ်သွားတယ်အဲကြောင့်မို့မြန်မာနိုင်ငံရဲ့အသင်းတော်ပါလို့ပြောလို့ဖြစ်ရင် biblical church ကဘလို့လဲဆိုတာထက်ငါတို့သာသနာပြုဆရာတွေဘလို့ပို့ထားခဲ့လဲဆိုတဲ့ပုံမှာပုံမူတည်သွားတယ်ဆိုတော့ကျွန်တော်တို့အခုခေတ်အသင်းတော်ပဲဖြစ်ဖြစ်ဒီရှေးအသင်းတော်ပဲဖြစ်ဖြစ်အရင်တော့အသင်းတော်တွေပြန်ကြည့်ရင်အရင်တော့အသင်းတော်နိုင်ငံခြားကအရင်တော့အသင်းတော်တွေပုံစံပဲဆိုတော့ဒီနေ့မြန်မာနိုင်ငံရဲ့ဒီ modern church တွေကိုပြန်ကြည့်ရင်လည်းဒီနေ့ပြည်ပကအနောက်တိုင်းကခေတ်အသင်းတော်တွေနဲ့ပုံစံတူပဲဖြစ်နေတာသူတို့ဝတ်ပြုကိုးကွယ်တဲ့ပုံစံဒီလိုစိတ်ရှိုးနေနေဆန်လာမြန်မာနိုင်ငံကလည်းစိတ်ရှိုးနေနေဆန်လာဘာဖြစ်လာလဲဆိုတော့သူတို့ဒီခါချာကိုမိတ်ဆက်ပေးလိုက်တာဆိုတော့ biblical church ကဘယ်လိုလဲဆိုတာကိုကျွန်တော်ပြန်ကြည့်ဖို့လိုတယ်ဒါဆိုရင်ကျွန်တော်တုံသင်ပြီးတဲ့အခါမှာငါရဲ့သာသနာပြုဆရာက Pentecostal background ကဖြစ်စေ AG background ကဖြစ်စေနှစ်ချင်း background ကဖြစ်စေသူကငါရဲ့ background ကဒီလိုယုံနေဆိုတာတဲ့ကျမ်းစာရဲ့ဆိုလိုရင်းဟိုကျွန်တော်က denominational bias မပါဘဲနဲ့အဲ့ဒီအစွဲမပါဘဲနဲ့ကိုကျွန်တော်ကတကယ်ကိုတစ္ဆာရှိဘယ်လိုပြောမလဲတမာတိရှိပေါ့နော် integrity အပြည့်နဲ့ကျွန်တော်ဒါကတော့ငါ denominational bias မပါဘူးဆိုတဲ့စိတ်နဲ့ကိုကျွန်တော်ဝင်ငှတဲ့တယ်ပြုစုပြောထောင်တဲ့အခါမှာသူအများစုကတော့ device တော့ပါတာပဲလေနော်ဥမာကျမ်းချက်တစ်ချက်ကိုဖတ်ရတော့မှ mission သင်တဲ့ဆရာကကျမ်းစာအုပ်တစ်အုပ်လုံးက mission ပဲ mission ဆိုတဲ့စကားလုံးကိုဖြုတ်လိုက်ကျမ်းစာအုပ်ကဖုံးပဲကျမ်းပါ okay theology သင်တဲ့ဆရာလည်းရောက်လာတော့လေကျမ်းစာတစ်အုပ်လုံးကဖျားကြောင် theology ဆိုတာဖျားကြောင်theology ဆိုတာကိုထုတ်လိုက်ကျမ်းစာအဖုံးပဲကျမ်းပါအဲ့ဒါ okay worship ဆရာမလာတော့လေ worship ကကျမ်းစာတစ်အုပ်လုံးက worship ပဲအဲ့လိုသွားတာဆိုတော့ဒီမှာတော့မှကျောင်းတစ်ကျောင်းထဲမှာတော့မှဒီလို topic မတူတဲ့ဟာတွေကန်ရတဲ့ခါမှာသူ့ topic ကအရေးကြီးသလိုကိုဖြစ်သွားတယ်အဲ့ဒါကအကြောင်းတစ်ကြောင်းလေးပဲပြောရပါတော့ဒီသာသနာပြုဆရာကသာသနာသွားပြုတဲ့အခါမှာသွားပြီးတော့အဲ့ဒီမတူညီတဲ့လူမျိုးနွယ်စုမတူညီတဲ့ဒီ denominational background ကလူတွေအကုန်လုံးကိုအများစုကိုကျွန်တော်ကဟိုလုပ်တဲ့အခါမှာ तू ကအစွဲတော်ရှိနေမှာပဲဒါပေမဲ့တွင်တင်တဲ့အခါမှာတတိထားရမှာကအဲ့အစွဲပါလာရင်ကိုယ်တိုင်ပြန်ပြီးတော့ break out တက်ဖို့တော့လိုမယ်ပေါ့နော်ကျမ်းသာကဒီလိုပြောတာငါ denomination ကပြောတာမဟုတ်ဘူးကျမ်းသာဒီလိုပြောတာအဲ့ဒါကြောင့်ငါဒီလိုသင်ပေးတာပါဒါပေမဲ့ဒီလိုရှိတယ်ပို့ပြီးတော့ဟိုအဲ့လိုအများစုအသုံးတော်ခံမဲ့ဆရာတွေအနေနဲ့ပို့ပြီးတော့လေ့လာအားတော့ပိုကောင်းစေခြင်းတယ်အဲ့ဒီအတွက်အကြောင်းအရာတစ်ခုဒီအကြောင်းအရာကိုတော့ဒီ ecumenical ကဒီလို interpretation လုပ်တယ်ဒီအကြောင်းအရာကတော့ evangelical တွေကတော့ဒီလို interpretation လုပ်တယ်ဒီကတော့ Pentecostal standpoint ကလူတွေကတော့ဒီအချက်ကိုအာသာထမ်းနဲ့ပတ်သက်ပြီးတော့ဒီလိုဒီအခြားသောဘာသာကနဲ့ပတ်သက်ပြီးတော့ Pentecostal background ကလူတွေကတော့ဒီလို interpretation လုပ်တယ်ဒါပေမဲ့နှစ်ချင်း background ကလူတွေကတော့ဒီလို interpretation လုပ်တယ်ဒါပေမဲ့မင်းတို့ဘယ်လိုလက်ခံမလဲဒါမင်းတို့ရွေးချယ်မှုဒါမျိုးလေးတော့သွားသင့်တယ်လို့ကျွန်တော်ကမြင်တယ်ဒီမတူညီတဲ့အရာတွေပေါ်မှာ view အများကြီးကိုချပြပေးသင့်တယ်အဲ့ဒါမှ
ကျွန်တော်ကတော့ဘာကိုယုံတယ်ဘာကြောင့်ဒီလိုလေးယုံတယ်အားလုံးကိုယုံမှမယုံမှဆိုတာထက်အားလုံးစဉ်းစားပြီးတော့မှရွေးချယ်ဒါမျိုးလေးတော့ပူသွားတဲ့ပထမဆုံးမှာပေါ့နော်နောက်ဆုံးမှာသူတို့ unity ဖြစ်လာတယ်တချို့အချက်တွေ unity ဖြစ်လာရင်တော့ဒီလိုတင်ပေးတာတစ်မျိုးတည်းတင်ပေးတာပြဿနာမရှိပေမဲ့ဒီစပြီးတော့မှမတူညီတဲ့ background တွေကိုစပြောတဲ့အချိန်မှာတော့ view အများကြီးချပြပြီးတော့မှဒါကတော့ဒီလိုရှိလို့ဒီလိုရှိလို့ဆိုတာမျိုးလေးပို့ပြီးတော့မှပထမဆုံးအစပြောတဲ့အချိန်မှာအဲ့လိုလေးကိုသွားတင်တယ်ပေါ့နော်အထူးသဖြင့်နံပါတ်အရေးကြီးဆုံးပြောချင်တာကတော့ကိုယ့်ရဲ့ denominational bias မှာပါပဲနဲ့တော့ sharing လုပ်ပေးတဲ့ပြုစုပြောထောင်ပေးတဲ့ဆိုတာပြောချင်တယ်ဆရာမอืม